မြောင်းထဲမှာစီးနေတဲ့ခောက်ဆွဲဘက်တွေကိုဆဲစားရတာကညစ်ပတ်တယ်လို့ထင်နေတယ်ဆိုရင်မှားတော့ပါလိမ့်မယ်။မြောင်းထဲမှာရေနဲ့အတူပါလာတဲ့ခောက်ဆွဲဘက်တွေကိုစားသုံးသူကတူးနဲ့ဆဲယူပြီးတော့အချင်းရင်နဲ့တူးစားရတာပါ။ဒီလိုဆဲယူနေချိန်မှာစားသုံးသူကတီးတန့်တူတလက်ကိုအသုံးပြုပြီးပကံတဲကိုထည့်ရပါတယ်။ပါဇက်ထဲထည့်ပြီးစားဖို့အတွက်ကိုတော့နောက်ထပ်တူတီးတန့်တလက်ကိုအသုံးပြုရပါတယ်။နှင်းလျှော်မစီးခင်မှာနှင်းတောင်တန်းတွေကိုမြေပြင်ကနေအမြောက်နဲ့ရည်ရွယ်ချက်ရှိပစ်ပါတယ်။ဒီလိုပြစ်လိုက်ချိန်မှာအမြောက်တန်းကြောင့်ပြိုလူဆဲဆဲနှင်းကဲတွေကပြိုကျပျက်စီးသွားပါမယ်။ဒီလိုသာမလုပ်ဘူးဆိုရင်နှင်းလျှော်စီးမဲ့လူတွေအနေနဲ့ပြိုကျတော့မဲ့နှင်းကဲတွေကြားရောက်သွားလို့အသက်အန္တရာယ်ရှိနိုင်ပါတယ်။လက်ကင်ပါတဲ့လှိမ့်ဆက်ကလေးနဲ့မျက်နှာကိုပုတ်လိုက်တဲ့အခါမှာလူတယောက်ကိုပုံမနုပြိုငယ်ရွယ်စေနိုင်တယ်ဆိုတာကိုသိပါသလား။ဒီဆက်ကလေးမှာကအသေးသေးလေးတွေစိုက်ထားပြီးတော့မျက်နှာပြင်ပေါ်မှာလှိမ့်လိုက်ချိန်မှာဒဏ်ရာအသေးစားလေးတွေဖြစ်ပေါ်လာစေပါတယ်။ခန္ဓာကိုယ်ကဒီဒဏ်ရာကိုကုသဖို့အတွက်ကောလာဂျင်ကိုထုတ်ပေးချိန်မှာအသားရည်ကိုပုံမချုံးမွေပြီးတော့တင်းရင်သွားစေပါတယ်။ဒီနည်းလမ်းကသပင်အရန်ကျွတ်သူတွေအတွက်တင့်တော်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆုံကြပါမယ်။